ဒီနေ့ MMQR အနေနဲ့ကတော့ကျွန်တော်တို့ဈေးကွက်အတွင်းမှာပို့ပြီးတော့မှdifferent payment platform တွေပေါ့နော် QR တွေမျိုးမျိုးရှိပါ QR ဆိုတာက payment QR လည်းရှိသလို information နဲ့ပတ်သက်တဲ့တခြား QR တွေရှိတယ်ဆိုတော့ဒီနေရာမှာကတော့ကျွန်တော်တို့ payment QR ဖြစ်ပါတယ် different payment QR တွေအသီးသီးကိုကောင်ထည်ပေါ်နေတဲ့နေရာမှာကျွန်တော်တို့တခုတည်းသော national switch ပုံထောင်ပြီးတော့မှဒီ switch ကတစ်ဆင့် different payment platform တွေချိတ်ဆက်ပြီးတော့မှအလွယ်လင့်တကူ consumer တွေရော user တွေရောပုံတွေတွေရောလက်ခံနိုင်ဖို့ပို့ပြီးတော့မှအဆင်ပြေချောမွေ့ဖို့ရည်ရွယ်ပြီးတော့မှကျွန်တော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်launch တဲ့ချိန်မှာပါဝင်မဲ့ဘန်တွေဖြစ်ပါတယ်ရှင် phase 1 ဘန်တွေပေါ့နော်တပံမြင်းတို့မှာ phase 2 ဘန်တွေဆိုပြီးတော့ဆက်ပြီးတော့မြင်းတို့ on ပါဖို့ရှိပါတယ်ရှင်ဒီမှာ